တဲ့ဘဝမှာစိတ်တက်ကြနေတဲ့အခါမျိုးမရှိဘူးလားအကြတကအကြထဲမှာအဲ့ဒါစိတ်တက်ကြတာအဆိုးဆုံးပဲပစ္စည်းဝတ္ထုတွေပြုတ်ကြရင်ပြန်ကောက်လို့ရစိတ်တက်ကြရင်တော်တော်နဲ့ပြန်ကောက်ဖို့မလွယ်ဘူးလေပြိဿရဲ့စိတ်တက်တွေကြနေပြီဘာမှလှုပ်ကျင်ကိုင်းခြင်းစိတ်မရှိဘူးဆိုရင်လည်းမလှုပ်ကုသိုလ်တာလှုပ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကများများပွားကြည်စမ်းပါဗုဒ္ဓဂုဏ်တွေများများပွားပဋ္ဌာန်းတွေများများပူဇော်နိုင်သလောက်ကုသိုလ်တာများများလို့ဖရာအားတွေဝင်လာတာနဲ့လေစိတ်တက်လေးတွေပြန်တက်ယုံကြည်မှုတွေပြန်ရှိလာဗုဒ္ဓဘာသာဝင်တွေအတွက်အိုးဂုဏ်တော်ကိုးပါးရတာအရဟံတမန်တမ္ဗုဒ္ဓဝိဇ္ဇာသရဏတံပတော်တက္ကနာမပွားတယ်တစ်ခုလောက်ပဲပွားအရဟံအရဟံအရဟံဘုန်းကြီးစဉ်ဂုဏ်တော်ကိုညာအမြဲတမ်းပွားတဝါဝါတိုင်းလုံးဆိုတနေ့ဂုဏ်တော်ထောင်ကျော်တယ်ပွားတယ်တနေ့ထောင်ကျော်တယ်သောဘဂဝါဣတိပိအရဟံအရဟံဝတ္တသောဘဂဝါအရဟံတံတရဏံကိသာမေအရဟံတံတိရတနမမေပထမောဝစီရပါကရောသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓသမ္မာသမ္ဗုဒ္ဓဝတ္တသောဘဂဝါသမ္မာသမ္ဗုဒ္ဓံတရဏံကိသာမေသမ္မာသမ္ဗုဒ္ဓတိရတနမမေဒုတိယဝစီရပါကရောသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓကိုးခုပြီးမှပရိတလုံးကြပရိတလုံးဆိုတော့ပရိအလုံး100ဆိုရင်ဂုဏ်တော်ဘယ်လောက်ဖြစ်သွားတစ်လုံးကိုကိုကောက်လေအောင်ကယ်ကူလေတာလေးကြည့်ရောခင်ဗျာဟမ်တစ်လုံးကိုကောက်လေပရိအလုံး100ဆိုဘယ်လောက်900ရှိမှာဟုတ်လားဒီမှာလေဒါ9လုံးပရိလေးအဲ့လေးနဲ့လို့လားတပတ်ပြည့်ရင်အဲ့ဘယ်လောက်ဖြစ်သွားလဲ90ဒါမျိုးအခေါက်100ဆိုရင်9000ဆိုပရိဂုဏ်တော်တွေများများပွားလာ confidence တွေရှိလာ confidence ဒါကြောင့်မလို့ဂုဏ်တော်တော့တစ်ခုလောက်တော့အမြဲတမ်းထုံမွှန်းတတ်တဲ့အလေးကျင့်တွေလုပ်ပေးစမ်းပါယုံကြည်မှုတွေပြေးလာလိမ့်